အဲ့ဒီ IS တွေကိုပြန်မေးတဲ့မေးခွန်းတွေရှိတယ်ဆက်ဆံရေးတစ်ခုကောင်းမှုဆိုတာကတခြားသူကိုမေးခွန်းမေးနေရတာပြဿနာတွေဖြေရှင်းပေးရတဲ့ဆာလို့ရှိရင်ကိုပြန်ပြီးတော့မေးခွန်းတွေမေးတာအမှန်ကန်ဆုံးအယိုးသားဆုံးအဖြစ်မျိုးတွေရှိတာဒါမျိုးတွေကပို့ပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးတွေဖြစ်စေနိုင်တယ်ဒီတော့အဲ့ဒီ IS အတွက်ကိုပြန်မေးတဲ့မေးခွန်းသုံးခုရှိတယ်ပထမဆုံးတစ်ခုကျတော့ငါတို့နှစ်ယောက်ရဲ့ပန်းနိုင်တွေကတူညီရဲ့လားဥပမာတစ်ယောက်ကတော့အနေနီးစပ်ဖို့စူးစမ်းနေပြီတစ်ယောက်ကတစ်သက်လုံးအဝေးမှာပဲနေကျင်နေတယ်ဆိုလို့ရှိရင်ဒါကပြဿနာဖြစ်လာနိုင်တယ်အဲ့ဒီ IS အနေနဲ့ကနှစ်ယောက်စလုံးအနေနီးစပ်ဖို့ကဘယ်နှစ်နှစ်လဲငါတို့နှစ်ယောက်ဘယ်နှစ်နှစ်ကြာလို့ရှိရင်အနေနီးစပ်ကြမလဲဒါမျိုးလေးတွေတူညီတဲ့ပန်းနိုင်မျိုးလေးတွေရှိဖို့လဲလိုတယ်နောက်ဒုတိယကိုပြန်မေးတဲ့မေးခွန်းကငါသူ့ကိုတကယ်ပဲယုံကြည်ရလားဥပမာကိုကြောပေးလိုက်တယ်နောက်လှည့်မကြည့်လိုက်တာနဲ့ तू ကဖောက်ပြန်သွားမှာလားစိတ်မချရတဲ့သူမျိုးဖြစ်နေရလားအဲ့ဒါမျိုးဆိုလို့ရှိရင်တော့နည်းနည်းလေးပြဿနာရှိနိုင်တယ်အဲ့လိုမှမဟုတ်ဘူးတကယ်မြဲစိတ်ချယုံကြည်ရတယ်ဆိုလို့ရှိရင်ဒီအချိန်မှာဖုန်းမကင်တာစာကိုဆင်းပြပြီးတော့ blind မပြန်တာဒါမျိုးတွေကလည်းအရင်ထောက်စစ်ဖြစ်နေစရာစိတ်ပူနေစရာမလိုပဲနဲ့စိတ်ချယုံကြည်လို့ရတဲ့အနေအထားမှာရှိနေနိုင်တယ်နောက်ဆုံးနံပါတ်3ကိုပြန်ပြီးတော့မေးတဲ့မေးခွန်းကငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးတွေကငါတို့နှစ်ယောက်ပြောနေတဲ့ communication တွေက quality ဖြစ်ရလားဒီစကားကဘယ်လိုမျိုးရှင်းအောင်ပြောရမလဲဆိုလို့ရှိရင်ဥမာမနက်မိုးလင်းကနေညမိုးချုပ်တဲ့အထိစားပြီးပြီလားဘယ်သူနဲ့သွားတွေ့လဲဘယ်လိုမျိုးဖြစ်နေလဲဒီလိုမျိုးကိုယ့်ရဲ့နေ့စဉ်နေတဲ့သူဝါကိုပဲပြောနေရတဲ့စားလို့ရှိရင်တယောက်ကိုတယောက်ဘယ်လိုမျိုးစိတ်ပိုင်းဆိုင်ရာတွေမှာ support ပေးပြလဲဘယ်လိုမျိုးတွေကူညီပေးပြလဲဘယ်လိုမျိုးစိတ်လုံခြုံမှုတွေပေးပြလဲဒီလိုမျိုး communication မှာကိုယ့်အတွက်ပို့ပြီးတော့ကောင်းတဲ့ quality ဖြစ်စေနိုင်တယ်ဒီတော့ဒီအဖြစ်၃ခုစလုံးကမေးခဲ့လို့ yes ဆိုလို့ရှိရင်တော့သိကြတယ် healthy ဖြစ်တဲ့ ADHD တွေဖြစ်နေပြီတကယ်လို့ဒီလိုအဖြစ်တွေမှာနည်းနည်းစိတ်ညစ်စရာကောင်းတဲ့အဖြစ်မျိုးတွေပါလာတယ်ဒါမှမဟုတ်လဲ no ဆိုတဲ့အဖြစ်မျိုးတွေရခဲ့တယ်ဆိုလို့ရှိရင်လေကိုယ့်အနေနဲ့ဘာတွေပြင်ရမလဲသူနဲ့ရောကိုဘာတွေညှိရမလဲဒါမျိုးတွေသိပြီးတော့ပြင်ဆင်နိုင်မယ်လို့ထင်တယ်ပြီးတော့အရင်ဦးဆုံးကတော့အခုအမပြပြတဲ့မေးခွန်း၃ခုကိုပြန်မေးကြည့်ဖို့လုံးဝမမေးနဲ့